ဖြူစင်သောစိတ်ဓာတ်နဲ့ဒီလင်းသောစိတ်ဓာတ်နဲ့ဖြူစင်သောစိတ်ဓာတ်နဲ့ဘုရားတင်ကြောင်းကံလူလူကုသိုလ်ပြုတာမညူစုဘုရားတင်ကြောင်းကံလူလူကုသိုလ်ပြုတာမညူစုမြတ်မာတွေ